တခါတုန်းကလူနှစ်ယောက်ရှိပါတယ်သူတို့နှစ်ယောက်ကအလုံးမလုံးချင်ပဲလွယ်နဲ့ပစ္စည်းရခြင်းနဲ့တခိုးနှစ်ယောက်ဖြစ်ကြပါတယ်တနေ့မှာသူတို့နှစ်ယောက်ကဒီနေ့ညဘက်မှာအိမ်ထဲဝင်ပြီးပစ္စည်းခိုးကြမယ်လို့တိုင်ပင်ကြပါတယ်ညအချိန်ရောက်တော့အိမ်ထဲဝင်ပြီးပစ္စည်းတွေကိုခိုးယူနိုင်ခဲ့ကြပါတယ်ပစ္စည်းခိုးပြီးတဲ့အခါသူတို့နှစ်ယောက်အတူထိုင်ပြီးခိုးလာတဲ့ပစ္စည်းတွေကိုခွဲဝေကြမယ်လို့ပြောကြပါတယ်ဒါပေမဲ့ဒီနေရာမှာလောဘစိတ်ပေါ်လာပါတယ်သူတို့ထဲကတယောက်ကစဉ်းစားပါတယ်ငါတယောက်တည်းအကုန်ရရင်ပိုကောင်းမယ်ဒါကြောင့်သူ့မိတ်ဆွေကိုအစားအစာတဲ့အစိတ်ထည့်ပြီးတတ်မယ်လို့စိတ်ထဲမှာကြံစီပါတယ်တစ်ဖက်မှာလည်းနောက်တစ်ယောက်ကလည်းအတူတူစဉ်းစားနေပါတယ်ဒီလူကိုတတ်လိုက်ရင်ပစ္စည်းအလုံးငါတယောက်တည်းရမယ်ဒါကြောင့်သူကဓာတ်နဲ့တတ်မယ်လို့စီစဉ်ပါတယ်အစားအစာပြင်ပြီးလာတဲ့အခါပထမတစ်ခိုးကသူ့မိတ်ဆွေကိုဓာတ်နဲ့တက်လိုက်ပါတယ်အခုပစ္စည်းတွေအကုန်ငါဟာပဲလို့ဝမ်းသာနေပါတယ်ဒါပေမဲ့တက်ပြီးတဲ့နောက်သူဗိုက်စာလာလို့အစားအစာကိုစားလိုက်ပါတယ်အဲ့ဒီအစားအစာထဲမှာတော့သူ့မိတ်ဆွေထည့်ထားတဲ့အစိတ်ပါနေပါတယ်နောက်ဆုံးမှာတော့တယောက်ကိုတယောက်လှည့်စားကြတယ်နှစ်ယောက်လုံးသေဆုံးသွားကြတယ်ခိုးလာတဲ့ပစ္စည်းတွေကိုတော့ဘယ်သူမှမရခဲ့ဘူးဒီပုံမြင်ကနေဆရာတော်ဖျားကြီးကလူတွေကိုသတိပေးပါတယ်တဲ့လောဘကြောင့်အဖြစ်ဖြစ်တတ်တယ်လောဘကြီးလာရင်မိတ်ဆွေတောင်တစ္ဆာဖောက်တတ်တယ်နဲ့မကောင်းမှုကမကောင်းတဲ့အကျိုးကိုပဲပေးတယ်တခိုးလောက်တာကကောင်းတဲ့အကျိုးမရနိုင်ဘူး၃မကောင်းတဲ့စိတ်တူတဲ့သူတွေအတူရှိရင်ပိုအန္တရာယ်ရှိတယ်မကောင်းမှုပေါ်အခြေခံတဲ့မိတ်ဆွေမှုဟာမတည်တံ့ဘူးလေကံကောင်းကံဆိုးဆိုတာကိုယ့်လုပ်ရက်နဲ့ဆိုင်တယ်မကောင်းတာလုပ်ရင်အကျိုးဆိုးပြန်ရတယ်